Okay မင်္ဂလာပါကော Okay ကိုရေအခုလေအကို EV ချခြင်းလာဝယ်တာပေါ့နော် ဟုတ်ကဲ့ Okay အခုကအကို EV သုံးညာပေါ့နော် သုံးပါတယ်ဗျ Okay အခုကို EV သုံးနေတဲ့အနေထားမှာအရင်လုံးကကျတော့စီကားတွေသုံးခဲ့တာပေါ့ စီကားသုံးနေနဲ့တိတ်ပထူးလောက်ပါဘူးဆိုပြီးတော့မဝယ်ပြစ်အခုတော့ဝယ်ပြစ်သွားတော့ EC ကားကိုကြိုက်သွားတယ်ဈေးရိတ်လည်းတက်တာ Okay ပြီးတော့အခုညီမတို့ရဲ့ဒီ net EV ကိုလာပြီးတော့ဒီ EV ချခြင်းတွေလာဝယ်တဲ့အနေထားမှာရောအကိုကဟိုလာရနေတည်တာလားလာတာပွဲလာလေနဲ့တွေ့လို့ဝယ်လိုက်တာလားကော ဆိုင်ရတော့တည်နေကြပါ ဆိုင်ရတာတည်ပြီးညီမတို့ရဲ့ဆိုင်အဲ့တော့ညီမတို့ရဲ့ဆိုင်မှာအခုတော့ဆို workshop လည်းဖွင့်ထားတယ်ဆိုတော့အခုတည်လာရှင် တည်တယ် ဟုတ်ကဲ့အဲ့လိုဆိုလို့ရှိရင်ဒီ EV နဲ့ပတ်သက်ပြီးတော့ပေါ့နော်အခုနော်ညီမတို့ invitation လေးလည်းရှိမယ်အခု workshop လည်းဖွင့်တာဆိုတော့လေ20% discount လေးလည်းရှိသလိုအကိုရဲ့ EV တက်တည်တော့မဟုတ်ပေါ့နော်ဥပမာအချိန်တန်လို့ရှိရင်3000ကီလိုမီတာလို့ဆိုလို့ရှိရင်ဟို motor oil လဲရတာလို့ကိုလက်နေလဲရတာလို့ aircon အဆင်ပြေအောင်လို့လေနော်အဲ့လိုမျိုးဟာလေးတွေလိုအပ်တယ်ဆိုညီမတို့ဆိုင်ကိုလာလို့ရတယ်ညီမတို့ invitation လေးဖိတ်လိုက်မယ်ပေါ့နော်အဲ့ခါကျတော့အကို20% discount နဲ့လာလို့ရတယ်ပေါ့နော်နောက်ပြီးတော့အခုမြင်ပါရောညီမတို့ဒီ net TV ရနေပြီးတော့ပေါ့နော်ဒီ workshop လေးဖွင့်လိုက်တဲ့အနေထားမှာအခုဘယ်လိုမြင်လဲကိုဟုတ် ကောင်းပါတယ်ဗျ TV နဲ့ပတ်သက်ပြီးတော့ပေါ့ဒီ charging station တော့ပါတော့အခြေခံဆောက်အောင်လည်းအများကြီးလိုပါသေးတယ် ဟုတ်ကဲ့ အများကြီးရှိလို့ရှိရင်အများကြီးပို့သုံးလာကြမှာ ဟုတ်ကဲ့အဲ့ဆိုကိုအားပေးတယ်ပေါ့နော်အခုဖွင့်လိုက်တဲ့အနေထားမှာပေါ့ပြီးတော့လည်းညီမတို့ဒီပွဲမှာပေါ့နော် EV နဲ့ပတ်သက်ပြီးတော့ညီမတို့က EV ရောင်းဝယ်တာမဟုတ်တော့လဲပဲပေါ့နော်EV သမားတွေဝယ်ဖို့အတွက်စီစဉ်ရှိတည်တော့၎င်း EV ရဲ့အနေထားကိုကောင်းလားမကောင်းလားသိအောင်လို့ဆို test drive ပေါ့နော်ဒီမှာ test drive လေးပေါ့နော်test drive စီစဉ်လေးလည်းရှိရဆိုတော့လေအကိုရဲ့ teammate တွေ